The English Eye Opener ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ဖြစ်မှဖြစ်ရလေခြင်းကဏ္ဍလေးကိုတင်ဆက်လိုက်ပါတယ်ပြင်သစ်စစ်သူကြီးနိုပိုလီယံဘိုနာပတ်ဟာသူ့ဘဝတစ်လျှောက်လုံးကျွန်းနေနဲ့မကင်းခဲ့ဘူးမွေးတော့လဲကော်စီကာကျွန်းပေါ်မှာမွေးတယ်ပြည်နေခံရတော့လဲအယ်ဘာကျွန်းပေါ်ပြည်နေခံပြီးတော့ကွယ်လွန်တော့လဲစိန့်ဟယ်လီနာကျွန်းပေါ်မှာကွယ်လွန်ခဲ့တယ်နိုင်ငံတချို့ရဲ့ရင်အချက်ပြမီးပွိုင်တွေမှာမီးစိမ်းပြနေမယ်ဆိုရင် walk ဆိုတဲ့စလုံးကြီးတွေပေါ်လာပြီးတော့မီးနီပြမယ်ဆိုရင် don't walk ဆိုတဲ့စလုံးကြီးတွေပေါ်လာတတ်တယ်ဒါပေမဲ့ don't walk ဆိုတဲ့စလုံးကြီးတွေကိုသတိထားမိရင်သတိထားကြည့်မယ်ဆိုရင်အဲ့ဒီ don't မှာ apostrophe မပါဘဲနဲ့ရေးထားတာကိုတွေ့ရလိမ့်မယ်1985ခုနှစ်လောက်ကရှန်တောက်နာမည်ကြီးခဲ့တဲ့ Boniem ဆိုတဲ့ disco guitar ဖွဲ့ပေါ်ခဲ့မှုလေ Brown Girl in the Ring လို့ Rasputin လို့ Rivers of Babylon တို့ဟာသူတို့ရဲ့နာမည်ကြီးသချင်းတွေဒီ Boniem ဆိုတဲ့နာမည်လေးကိုအဲ့ဒီအဖွဲ့တီထောင်လို့ Frank Farian ကသူ Australian TV series တစ်ခုဖြစ်တဲ့စုံတော့ TV series Bonnie ဆိုတဲ့ TV series ကိုသဘောကျလို့အဲ့ဒီဂီတအဖွဲ့ကို Bonnie ဆိုပြီးတော့မှဲ့လိုက်တာအဲ့ဒီ Bonnie နောက်က M ဆိုတာကြီးကတော့ဘာမှတော့အတိတ်ပဲမရှိဘူးဖတ်လို့ကောင်းအောင်ဆိုပြီးတော့ Bonnie M လို့မှဲ့လိုက်တာပစ္စည်းတစ်ခုကိုလေလံခေါ်တဲ့အချိန်မှာလေလံခေါ်သူကသူ့ရဲ့အတန်ကိုမြန်ဆန်စီးကြထပ်တလဲလဲနော်អော်နေတာဈေးခေါ်တာပေါ့နော်အဲ့ဒီဈေးခေါ်တာမြန်လေးခေါ်တာကို auctioneer's chant လို့ခေါ်တယ်သူ့ရဲ့ထူးခြားတဲ့အတန်လေလံဆွဲမဲ့လူတွေရဲ့အာယုံကိုဆွဲဆောင်ပြီးတော့လေလံပွဲကိုလည်းပို့ပြီးတော့တွက်လက်ဖြစ်စေနော်တွက်လက်စေတယ်ပေါ့And but go, how to be better to buy, get along, how to be better to buy, but get to be better to buy 40, how to be better to buy $40, maybe better to buy, what do you say, 35? 35. ဒါကတော့ပို့ပြီးတော့မြန်တဲ့ auctioneer's chant ဖြစ်ပါတယ်နော်သူကဘယ်သူဘယ်လောက်ပေးမလဲဘောဒေါ်လာ100ပေးမလားဒေါ်လာ100ပေးမယ်150ပေးမယ်လို့ရှိလား150ပေးမယ်လို့ရှိလား150ပေးမယ်200ပေးမယ်လို့ရှိလား200ပေးမယ်လို့ရှိလားအဲ့ဒီစလုံးတွေပြောနေတာမြန်လေးပြောနေတာအဲ့တော့လေလံပွဲလည်းပိုစီလာတယ်ပိုတွက်လာတယ်ပိုမြန်လာတယ်ပေါ့အဲ့ဒီတော့ auctioneer's chant အကြောင်းပြောရင်းနဲ့ပဲဒီ English Eye Opener ကိုဒီကုန်းချုပ်လိုက်ပါတယ်